ဒီနေ့မှတော့ကျမတို့က school order ဆိုပြီးပါဖြစ်ပါရှင် Let's go လို့ပါရှင်ငါပါဆိုင်မကျူဆူပါလေဒီနေ့ school order လို့ပါ那 school ပါရှင် to school yeah ကဲပါ to school မကြည့်ရရင်ဒီတော့ခလာလိုက်ကဲငါလည်းပြိုင်တော့လေပတ်လိုက်ပါတော့မယ် to school ပါတခြားပအောင်လေးလုပ်ပေးပါမယ် one school ပါတော့ two school ပါ three ဟမ် two school ပါ three school ပါနော် three school ပေါ့နော်မထည့်မိပါလို့ပါတောင်းပါလေ three school ပဲထားလို့ three school ဆိုတော့3000ပေးပါကဲဘာလေးပါလဲကြည့်ကြမယ်ဒါလေးတွေကအတူတူဖြစ်ပါတယ်ပေါ့နော်ဒါလေးတွေကတော့အတူတူဖြစ်တဲ့အတွက် squishy လေးတွေလည်းဖြစ်ပါတယ်ဒါလေးတွေကတော့ squishy ဒီတစ်ခုကိုကြတော့ဒီလာဘူး blind mouse squishy လေးပေးလိုက်ပါမယ်နော်ပြီးသွားရင်နောက်တစ်ခုကိုကြတော့ pen squishy လေးပေးလိုက်ပါမယ် pen squishy ရမ်းမြလို့ကောင်းနေတာပြီးသွားရင်တော့နောက်တစ်ခုကိုကြတော့ squishy လာလေးပေးနေပေါ့နော်ဒီ ice cream လေးပေးပါမယ်ဒီနောက်တစ်ခုကိုကြတော့ဒီလေးပေးမယ်ဆိုဒါလေးပေးလိုက်ပါရှင့်နောက်တစ်ခုကိုကြတော့ဒါလေးပေးပါမယ်နောက်တစ်ခုကိုကြတော့လှလေးရေးပေးပါပေါ့နော်ဒီလာပူပူလေးပေးပါမယ်ဒီနောက်ဆုံးတစ်ခုကိုကြတော့လှလာလေးပေးပေးပါနော်လာပူပူလေးရေးပေးပါမယ်ဒါတော့ဖောက်ပြီးသားတွေပါပေါ့နော်ပြီးသွားပြီဆိုရင်ဒါလေးတွေကပြီးသွားပြီဖြစ်တဲ့တော့ပြည့်ထည့်လိုက်ပါပေါ့နော်ဒီကကြံနေရတယ်ခုသုံးခုလေးခုကြံနေပါတယ်ပြည့်ထည့်လိုက်ပါမယ်ပြီးသွားရင်ကန်ကောင်းပါဒီအမကတော့အရင်ကန်ကောင်းပါဒီ3ခုဘလိုင်းမောက်3ခုလို့ရဘလိုင်းမောက်တစ်ခု3ခုကိုဘလိုင်းမောက်3 in 1မှာပေါ့နော်3 in 1ဘလိုင်းဒီ ocean baby လေးထည့်ပေးလိုက်ရပါတော့ ocean baby ဒီနောက်ရဒီနှစ်ခုတူလေးကိုကြတော့နှစ်ခုတူလေးကိုတော့မှသူကကပ်ပဲဟာလေးပြပေးနေတယ်ကပ်ပဲဟာလေးကပ်ပဲဟာလေးဆိုဒီ sticker လေးထည့်ပြီးနော်ဒီနှစ်ခု sticker လေးထည့်ပြီးလိုက်ပါမယ်ကဲနောက်ဆုံးဓာလေးကိုကြတော့ကျမကအန်နီးရစီဘောဘီဖန်လေးထည့်ပေးလိုက်ပါမယ်ရှင့်ကဲဒီနေ့ရဲ့ spoon လေးကတော့ဒီနေ့ရဲ့ spoon လေးကတော့ဒီလောက်ပါပဲရှင့်ဒါပေမဲ့ကျမတို့ဘာတွေပါပါလဲအရင်ကြည့်ရအောင်ပေါ့နော်ပြီးသွားရင်အဲ့အမတခါတည်းဒီ blind mouse လေးကိုဖောက်ပြသွားမှာပဲဖြစ်ပါတယ်ပေါ့နော်ဒီ ocean baby တွေရော squishy တွေကတော့အများကြီးပါပဲပေါ့နော်အပန်းတွေရောလာပူပူတွေရော sticker နှစ်ခုဘောဘီကဲအခုတော့ဒီအမက unboxing လုပ်ပြမှာပဲဖြစ်ပါတယ်ရှင်ကြည့်ကြည့်လို့အတန်လေးနည်းနည်းဆူနေရင်တော့ sorry ပါရှင်ဘာလို့လဲဆိုလူရှိပါပေါက်လဲစောက်ကြည့်အောင်အော်အပြန်ရောင်လေးခုခစ်စားနေပြန်ဝင်ချစ်စရာကောင်းပါတယ်ကဲအားလုံးပဲကျေးဇူးတင်ပါတယ်ပြန်တွေ့ပါမယ်